မှာဖြစ်တယ်ဒီဘက်ချမ်းကနန်းကိုကျွန်တော်တို့ကဒုတိယမိန်းအနေနဲ့ကစားရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ1 4ထွက်တယ်ဒီမှာ1 4ပြန်ထွက်တယ်နော်ဒီ53ထွက်ထားတဲ့အကွာကနန်းမှာ1 4ဆိုပြီးဒီမှာပြန်ကြထွက်တယ်နော်ဟုတ်ပြီဒါနောက်တစ်ခုဒီမှာ3 5ထွက်တာဒီ3 5ထွက်ထားတဲ့အကြောင်းဒီထဲကကနန်းဒီကိုပြန်ကြရမယ်ဒီ3 5ပါတဲ့ဘက်ချမ်းကကနန်းဒီမှာပြန်ကြထွက်ရမယ်34ကို34ဆိုပြီးဒီမှာပြန်ထွက်သွားတယ်နော်ဟုတ်ပြီနော်နောက်တစ်ခါဒီမှာ53ထွက်တယ်53ထွက်တော့ဒီဘက်ချမ်းဒီထဲကကနန်းကြီးပြန်ကြထွက်မယ်ဒီကနန်းကပထမဦးစားပေးမိန်းအနေနဲ့ပြန်ထွက်ရမယ်ဆိုတော့ဘာထွက်လဲဆိုတော့22ဆိုပြီးပြန်ထွက်သွားတယ်နော်46ကို64ဆိုပြီးပြန်ထွက်သွားတယ်ဟုတ်ပြီနော်နောက်တစ်ခုကဒီမှာ53ထွက်တယ်53ထွက်တယ်ဒီထဲကကနန်းကြီးပြန်ကြထွက်ရမယ်ဒီ5ခွက်ကမိန်းဖြစ်မယ်ဆိုတော့အဲ့ဒီမှာဘာထွက်သွားလဲဆိုတော့ဒီထဲကပြန်ကြမထွက်ဘူးဒီက4နှစ်ကဒီမှာ42ဆိုပြန်ထွက်တယ်နော်42ဆိုပြန်ထွက်တယ်40က40ဆိုပြီးပြန်ထွက်သွားတယ်နော်ဒီပထမမိန်းနေကနေပြီးတော့တကောမှပြန်ထွက်သွားအောင်နော်ဒီဒုတိယကနန်းလေးရပဲပြန်ထွက်သွားတယ်နော်ဒုတိယမိန်းကနန်းပြန်ထွက်သွားတယ်ဒီတဲ့နော်ဒါလည်းဆိုရင်ရှင်းပြီဆိုရင်ကျွန်တော်25ကလင်နာမပြပေးမယ်နော်25ကလင်နာမှာ35ထွက်ထားတယ်ဒီမှာရှိတယ်နော်53ထွက်တယ်ဒီထဲကကနန်းဒီကိုပြန်ကြရမယ်3 3ဒီ3 3ဆိုပြီးပြန်ထွက်သွားတယ်နော်ဒီမှာ53တခါကျန်တာတော့ကိုလိုက်ပြီးတော့စစ်စီကြည့်ပေါ့နော်ဒီမှာ53နော်ဒါ2015မှာဟိုတာထွက်ထားတယ်2015 53ထွက်တယ်ဒီတရကနန်းဒီကိုပြန်ကြမယ်ဒီကောင်ကမိန်းဖြစ်မယ်ဒီကောင်က2မိန်းဖြစ်မယ်ဒီမှာ84ဆိုပြန်ထွက်တယ်နော်ဟုတ်ပြီနော်ဒါဒီမူလေးကိုကျွန်တော်သိသိချင်းလို့ပြောတာအခုဒီမှာပြီးခဲ့တဲ့ဘက်ကဒီမှာ35ထွက်ထားတယ်ဒီတရကနန်းဒီမှာပြန်ကြရမယ်အခု26က62ဆိုပြီးပြန်ကြရတယ်ဒီဘက်မိန်းဘက်ချမ်းကကွက်ကမထွက်ပဲနဲ့ဒီဘက်ဒုတိယမိန်းဘက်ချမ်းက26က62ဆိုပြန်ထွက်သွားတယ်နော်ဒီတည်းဟာလည်းပြန်ထွက်ခြင်းလည်းထွက်နိုင်တာပဲဒီနှစ်ပိုင်း35ထွက်ထားတဲ့ဘက်ချမ်းကနန်းလည်းမနေ့ပြန်တောက်ကြနေမှာဒီတည်းကပြန်ထွက်ခြင်းလည်းထွက်နိုင်တယ်နော်အဲ့ဒါလေးပါဒီမူလေးကိုတော့မှတ်ထားပါနောက်35ထွက်လို့ရှိရင်ဒီမူလေးဒီစနစ်ကလေးကိုသုံးလို့ရတယ်ပေါ့လေနော်အားလုံးမင်္ဂလာပါနှုတ်ဆက်ပါတယ်